အားလုံးပဲမင်္ဂလာပါ TS Reaction Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုဒီမှာမြင်တွေ့နေရတဲ့ဗီဒီယိုလေးကတော့တရုတ်မလေးတယောက်ကပေါ့နော်သူ့ရဲ့မိသားစုကိုကျင်းပြန်ထည့်တယ် surprise ပေါ့နော် surprise လုပ်တာကိုဒီမှာသူအယူကြီးတယောက်လိုပုံစံမျိုးနဲ့မိသားစုရဲ့အိမ်ကိုပြန်ပြီးတော့ surprise လုပ်တာပေါ့နော်ကျင်းထည့်တာပေါ့ဒီဗီဒီယိုလေးကျွန်တော်လည်းတူကြည့်လိုက်ကြအောင်နော်ဒီကောင်မလေးကသူ့အဖေအမေတွေကိုနော်သူတို့မိသားစုကိုဂျင်းသွားထည့်မှာဟုတ်နော်သူကဘယ်လိုလဲအမိုက်လမ်းဘေးအမိုက်ကောက်သမားပုံစံမျိုးနဲ့ပေါ့နော်အယူပေါ့ကွာအဲ့လိုမျိုးပုံစံမျိုးနဲ့သူကသွားမှာအဲ့လိုမျိုးသွားမှာအိမ်ကလူတွေသူ့ကိုဘယ်လိုဆက်ဆံမလဲဆိုတော့သူကအဲ့ဒါကိုသွားပြီးတော့ဂျင်းသွားထည့်တာကြည့်အောင်နော်မသူတို့အိမ်ရောက်ပြီအိမ်ရှိမှလာပြီတွေ့လားလာပြီနော်တွေ့တယ်တွေ့တော့သူတို့လာကြည့်တယ်ပေါ့အိမ်ရှိမှာပေါ့အယူတယောက်လာတယ်ဆိုတော့သူတို့လည်းဝိုင်းကြည့်ကြတာပေါ့နော်ဘယ်ကဟာကြီးလဲပေါ့ဘယ်ကယူတယောက်လဲပေါ့နော်အိမ်ရှိရောက်နေတယ်ဆိုတော့နော်ညနာကိုကြည့်တာမတွေ့ရဘူးတဲ့သူ့ကိုအဲ့ဒါဟွာနော်တာပေါင်းအထုပ်ဟောစားစရာပေါ့ကွာပါစေပေးလိုက်မယ်ကွာမင်းအပြီးမင်းပြန်တော့နော်လို့ပြောနေတာဒီဖက်လာရယ်လာနေဟောနော်လာယူပြီးပြန်တော့မင်းပြန်ပြီးဟိုးဘက်မှာမင်းနေရာမှာသွားစားလို့ပြောတာတင်းနေပါလားနော်ကဲရုပ်တိရှိပဲနော်ကြည့်လိုက်လားတော်တယ်မောင်းထုတ်နေမတော်ရပြီးတော့ခဏနေကြတော့အထဲဝင်လာတယ်ဟဲ့ပေးတာစားပြီးလို့ရှိရင်တော့ခဏရအထဲဝင်လာအဲ့မှာရေရဲ့အမှမရှိဘူးလေရေဒီမှာတဲ့ဒီမှာတဲ့ဒီဖက်ကပေးမယ်ရေတော့ပေးရေတော့တိုက်အောင်ဒီမှာရိုက်နေလူကသူ့ရအမမောက်ထုတ်တယ်အထက်မှာခွေးရှိတယ်တဲ့မသွားနေတယ်တဲ့ဟာအတင်းဝင်တာနော်တိလေဒါသူတို့အိမ်ဆိုတာ तू တိလေဟိုလူတွေကတကယ်အဟုတ်မှတ်နေတာယူတယောက်ဝင်လာတယ်ပေါ့ကွာအမခွေးဦးပြီတော့ဖေးအဲ့ဒါသူတို့စီမှာနော်ဟိုတန်တို့တန်စတွေအများကြီးပဲပုံနာတွေ့တယ်တန်တို့တန်စရောင်းဝယ်လုပ်တဲ့အိမ်ဆိုင်လေးဖြစ်မှာနော်သူ့ဖေးခွေးနဲ့တိုက်လို့မယ်ပေါ့ကွာခွေးခေါ်လာခဲ့တယ်ဒီမှာခွေးရှိတယ်တဲ့သွားတဲ့တော့妈，出去。把被盖漏呢，被盖漏呢，我多的。我叫咬佢話，有冇破嘢叫啊？你看这多门去。还是这个对不对？ဟိုဘက်ပြန်ဝင်ဒီဘက်တော့လဲဟိုဘက်ပြန်ဝင်
အမှုရရင်ပြနေဗျာရေထက်တောင်းနေချင်နေတဲ့တောင်းမိနေရေဘူးပြဟိုဘက်ပြရများခွန်မတော်ဘူးဒီဘက်ပြန်လေလာအသေးဝင်လာပြီအထက်ပြန်ဝင်သွားပြီအထက်ပြန်ဝင်သွားပြီသူတို့ကတော့ဟွာတင်တယ်တန်တုံတန်းနော်ဝယ်တာပေါ့ဝယ်ပြီးတော့သူတို့ကိုစလေးစီကနေသဆင့်ဝယ်ပြီးတော့သူတို့တူလောင်နေဆွဲထုတ်လာဘယ်ရတော့တဲ့အိမ်လုံးစိတ်ညစ်တယ်တဲ့အကောင်လုံးကရွာလေနေဗျာတဲ့အိမ်လုံးစူညာပွက်နေအဲ့ဒီဟာနဲ့အလုတ်ရှုပ်အဲ့ဒီကယူမတရားနေဗျာဘာထဲဝင်သွားနေရောနေဘူးချောင်းထဲဝင်သွားနေ 爸爸你。 ပြောပုံရဆိုတော့ဒီထဲကဗီဒီယိုရိုက်နေတဲ့တယောက်ကတော့သူနဲ့လက်ဝါးချင်းရိုက်ပြီးတော့ဒီစီစဉ်ကိုလုပ်တာပေါ့နော်ဗီဒီယိုရိုက်တဲ့လူတယောက်ပဲသိတယ်လို့တော့ပြောတာပေါ့နော်ကြည့်လိုက်အောင်နော် အောက်စိတ်တူအောင်မလုပ်နဲ့ဆိုတော့ဟောဆိုရင်အဲ့တို့မေအဲ့တို့မေ 行不离远。快带了妈。 အခုကျတော့ပြန်သွားပြီထိုင်ခုံမှာမှားသွားတယ်ဟာဟိုသူ့မိဘေးမှာသွားထိုင်တာသူ့မိဘေးမှာသွားထိုင်ဝါယုံနေသေးတာတော့မြင်ပါဘူးအလုပ်တွေရှုပ်ကုန်ပြီနော်အလုပ်တွေရှုပ်ကုန်ပြီပြောပြန်တော့မပြန်တော့ surprise မှာတကယ် surprise အကြီးစားပါနော် တော့လာ没有俺啥呢？闹呢？没有嘞。因为啥都来挖到比里变了哩。No God please no no。来的，谁快？没有。这风扇漏的，哎。到哪里？呀嘛。 မထုတ်စိတ်တူနေမှာတဲ့လုံးရရှုပ်လေကြာရေးစီရကွာ你一等于给留家两个。ဟိုသူအဲ့ဒါပြန်ပေးပါထင်တယ်အဲ့မှာရှိရတားနေထပ်မတောင်းတယ်လို့ပြောနေအဲ့မှာရှိရတယ်ခါနေငါရိုက်မိတော့မယ် 阿媽喺咪有共春啊？အဲ့ဟိုကတော့ထားခဲ့ကြအဲ့သွားလိုက်给队友上岗了，哎妈，5000块要搞过来的。到来，大家背来着，都在大家背来的，为啥都没有？俺们都今天的啦，都也落地的，都是你要捡的，哎啦，是哪里？都是你要捡的。哎，大家那边背，大家背，哎，再背一个。
သူ ယူမကြီးတော်လှုပ်ရှုလို့ဆိုပြီးတော့နော်သူတို့စိတ်ဆိုးနေကြမှာပဲကြည်ရတာ ဟောလို့ရသူကလောချရပဲဆန်တင်ဖောင်းတန်ချောင်းနဲ့ထိုးထား 你要看他的团练人。 တကားမှာပဲရှိတယ်တကားမှာလာပုတ်နေတယ်ဒါ 我没，你在海边还都搬不下去了，下去了，没打下去哦。打起来，我下去了，我给扎钉那个。 အိမ်တော့အလုပ်တွေရှုပ်ကုန်ပြီလားအဲ့ဒီကယူမတယောက်နဲ့သူ့သမီးမှသူတို့မသိဘူး Wait for it. 你冇工人佢喺度啊！你在海边还都搬不下去了，下去了，没打下去哦。下去嘞，我下去了，我给扎钉那个。 အိမ်တော့အလုပ်တွေရှုပ်ကုန်ပြီလားအဲ့ဒီကယူမတယောက်နဲ့သူ့သမီးမှသူတို့မသိဘူး 阿坤大家都问徐先啊！你冇工人佢喺度啊！အဲ့တော့ညောင်းလာရကြည့်နေနဲ့ 等佢借先啊！ အဲ့မှာသူကမေသွားတယ်တော့သူနဲ့ကြည်ထားရမယ်တကားကိုလေအဲ့ဒီမှာတွေ့သွားတာတဲ့လားတွေ့တော့ဟိုဘက်မျက်နှာကိုတွေ့သွားသူ့သမီးမျက်နှာသူအဲ့မှာရီပြီလေရီတွေ့သွားပြီတကားဖွင့်ပေးလိုက်ရလေအဲ့မှာသူပြသူ့ချုပ်လိုက်ပါတဲ့လားသူ့သမီးလေအိမ်လုံးကိုမွေတော့သွားတယ်အဲ့တယောက်နဲ့ရီတော့နိုင်တော့ဆရာ ကဲအားလုံးပဲပြောရကူးဆက်နိုင်ပါစေလို့နော်ဒီဗီဒီယိုကိုအဆုံးထိအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ဝင်းရင်ပန်းရှင်ကိုလည်း credit ပေးပါတယ် ဘယ်သူမှမထင်ထားဘူးလေအဲ့လိုမျိုးလုံးလာပဲလို့တော့သူတို့လည်းပဲထင်ပါတော့သူအဖေသူပြောတော့မပြောရှင်တော့စကားတော့ပြောရှင်တော့ဂျင်းတဲ့ခံရတော့